အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှော့ကြမယ်ဖွက်ကြမယ်နေ့ဖြစ်ပါတယ်အဝတ်လျှော်ဖို့အတွက်လိုအပ်တာတွေကိုယူပြီးတော့မှအဝတ်လျှော်မယ့်နေရာကိုသွားပါမယ်အထက်တိုင်းမှာ laundry room တွေရှိပါတယ်ကိုရီအထက်ကအခန်းတော့ကိုရီအခန်းနဲ့တခန်းကျော်မှာရှိပါတယ်အဝတ်လျှော်လို့ရတဲ့အချိန်ကမနက်၈နာရီကနေည10နာရီအတွင်းပဲဖြစ်ပြီးတော့လျှော်တာမိနစ်30အချောက်ခံတာက45မိနစ်ကြာမှဖြစ်ပါတယ်ရှော့မဲ့ဝတ်တွေကိုစက်ထဲထည့်မယ်ပြီးရင်စက်ပြားရေးထည့်မယ်ပြီးရင် laundry pot လေးထည့်ပါမယ်ဝတ်တွေကိုပို့ပြီးတော့မှတန့်ရှင်းပြီးတော့ပျော့ပြောင်းစေရပါတော့အဝတ်ရှော့မဲ့ရေရဲ့ temperature ကိုရွေးပါမယ်အဝတ်ရှော့ဖို့အတွက်အကျွေးစီ5စီးထည့်ရပါမယ်ဝေးလျှော်ရတာရွေးပါမယ်ဆိုတော့လျှော်ထားခဲ့ပြီးကိုယ်ခံမှကိုပြန်ပြီးတီဗီလေးချင်းနဲ့စောင့်နေပါတယ်။ကဲနိုင်ဝဲပြပါပြီဆိုတော့တခါလောင်ရီရုံပြန်သွားအဝေးအချောက်ခံစတဲ့စကားမှာဖုန်နေရှိလားမရှိလားအရင်ကြည့်ပါတကယ်လို့ရှိနေရဆိုရင်ဖယ်ပေးရပါမယ်။ရှော်ပြီးသားအဝတ်တွေကိုအချောက်ခံစတဲ့မှာထည့်ပြီးတော့မှအချောက်ခံပါမယ်။အချောက်ခံမဲ့အပူချိန်ကိုရွေးပါမယ်အရန်ထူတာတွေမပါဘူးဆိုတော့ medium ပဲရွေးပါတယ်အဝတ်အချောက်ခံမှုအတွက်ကတော့အကျွေးစီက4စီးပဲလိုပါတယ်အဝတ်တွေချောက်ဖို့45မိနစ်စောင့်ရမယ်ဆိုတော့ကိုယ်ခံကိုပြန်ပြီးတော့ coffee လေးတောက်ပြီးပထမလေးဖွင့်ထားပါတယ်အော်လီအနာကက်လို့မရအောင်လို့45မိနစ်ပြီးတော့ချောက်သွားတဲ့အဝတ်တွေကိုသွားပြန်ပြီးယူပါတယ်အဝတ်တွေအားလုံးဖယ်ပြီးသွားပြီဆိုရင်ကိုယ်အဝတ်တွေကထွက်တဲ့ဒီဖုံနေသေးတွေလားအမိုက်တွေအဲ့ဒါတွေကိုပြန်ပြီးတော့မှစကားကိုပြန်ပြီးတန့်ရှင်းရေးလုပ်ပေးခဲ့ရပါတယ်ဒီချာချာလေးတန့်ရှင်းရေးလုပ်ပေးခဲ့ပါကိုယ်ခံကိုဝှချင်းဆွဲပြီးပြန်ပါပြီအဝတ်တွေကိုချိတ်ပါမယ်ကိုယ့်ရဲ့အဝတ်ပြီးလို့ထဲမှာပြန်ပိတ်သွားရင်ယူသွားတဲ့ဘုံနေနဲ့စောင်းနေခန်းထဲမှာလာထည့်တာနောက်တော့မှဘုံလေးကငှားထားတဲ့ကိုယ်တော်ထဲမှာသွားပြန်ထည့်ထားမယ်ကိုယ်အခန်းထဲမှာအဲ့အမျိုးတွေလာထည့်တာလုံးဝမကြမျက်စိအရင်နောက်တယ်ပြီးပါပြီဒီနေ့ကိုအဝတ်လျှော်တဲ့ကိစ္စတဒါ